ဆရာဝန်ရေးပြီးလိုက်တဲ့စေးစာတွေမှာပါတဲ့ဒီစေးနာမည်ရဲ့နောက်မှာအတူကောက်စလုံးလေးတွေ 1OD တို့ 1BD တို့ TDS တို့အဲ့စလုံးလေးတွေရဲ့အထိပ္ပယ်စေးဘယ်လိုတောက်အောင်လဲဆိုတဲ့အထိပ္ပယ်လေးတွေကိုပြောပြချင်ပါတယ်ပထမဦးဆုံးသူကတနေ့ကိုတစ်ချိန်တောက်ရတယ်ဆိုလို့ရှိရင် OD လို့ရေးပါတယ်သူကတနေ့ကိုတစ်ချိန်တောက်ရတာဖြစ်ပါတယ်ပြီးတော့ BD ဒါမှမဟုတ်ရှင်လဲ BID လို့ရေးပါတယ်သူကတော့တနေ့ကို2ချိန်တောက်ရတာဖြစ်ပါတယ်မနက်ချိန်ညတစ်ချိန်3ချိန်တောက်ရတာကိုတော့ကျွန်တော်တို့ TDS ဒါမှမဟုတ်လဲ DID လို့ရေးပါတယ် TDS ကိုကတော့ပို့ပြီးတော့အသုံးများပါတယ်သူကတနေ့ကို3ချိန်ပါတရက်ကို4ချိန်ရတော့ QID လို့ရေးပါတယ် QDS ကတော့အသုံးနည်းပါတယ်ဒါတရက်ကို4ချိန်တောက်ရတာဖြစ်ပါတယ်နောက်တစ်မျိုးကကြတော့သူက PRN ဆိုတဲ့အထိပ္ပယ်ကလူမတောက်ပေါ့နော်ခေါင်းမူးရဲဆိုမူးမတောက်ကြိုက်ခဲတယ်ဆိုကြိုက်ခဲမတောက်အဖျားတက်မတောက်ဒါလူမတောက်ဆိုရင်သူက PRN လို့ရေးပါတယ်ပြီးတော့ HS ဆိုတဲ့အထိပ္ပယ်ကကြတော့ညာအိတ်ခန္ဒီမှာတောက်ရတာဖြစ်ပါတယ်နောက်တစ်မျိုးက AC ပေါ့သူကတော့အစားမစားခင်တောက်ရတဲ့ဆေးမျိုးဖြစ်ပါတယ်နောက် PC ဆိုတာကြတော့အစားစားပြီးမှတောက်ရတဲ့ဆေးဖြစ်ပါတယ်ခင်ဗျာ